ဒါကတော့နောက်ဆုံးပေါ် Dahua Wisdom Series AI ထုတ်ကုန်မိသားစုပဲဖြစ်ပါတယ်သူတို့ရဲ့အနီးကပ်ချိတ်ဆက်မှုကနေတဆင့်အော်စရာကောင်းတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်နိုင်မှာပါဒီနေ့ရဲ့ဇက်လိုက်ကြော်ကတော့ Mike ပဲဖြစ်ပါတယ်ကဲဆက်လိုက်ကြရအောင် Mike ဒီနေ့ဘယ်သွားလဲဆိုတာသိချင်ရင်သူ့ကိုပုံထက်ကအကွက်ထဲမှာဓာတ်ရိုက်ရွေးလိုက်ရုံပါပဲ Wissense ရဲ့ Quick Pick လှုပ်ဆောင်ချက်ကပြစ်မှတ်ရဲ့အဝေးအစားအယောင်အချက်လက်ကိုထုတ်ယူပြီးကင်မရာမျိုးစုံကရိုက်ကူးထားတဲ့ဗီဒီယိုတွေနဲ့ကိုက်ညီအောင်လုပ်ပေးနိုင်ပါတယ် Mike ပေါ်လာတဲ့ဗီဒီယိုဖိုင်တွေကိုအမြန်ရှာဖွေပြီးမျက်နှာပြင်ပေါ်မှာပြသပေးနိုင်ပါတယ်သက်ဆိုင်ရာဗီဒီယိုဖိုင်တွေကိုရွေးချယ်ပြီးတဲ့အခါပြစ်မှတ်ပေါ်လာတဲ့ဗီဒီယိုအပိုင်းကိုနီးမုံထုတ်ပြလာပါလိမ့်မယ်ဒီလှုပ်ဆောင်ချက်ကိုမော်တော်ယာဉ်တွေရှာဖွေဖို့အတွက်လည်းအသုံးပြုနိုင်ပြီးအလွန်အဆင်ပြေပါတယ်ပထမဆုံးဗီဒီယိုဖိုင်ကိုနှိပ်ပြီးအဲ့ဒီအချိန်က Mike ဘာလုပ်နေလဲဆိုတာကြည့်လိုက်ကြရအောင် Mike ကခွေးလွင်တကောင်ကိုတွေ့လိုက်ပါမယ်လက်ရှိ AI NVR အပြင် Wissense က Quick Pick လှုပ်ဆောင်ချက်ကိုအဓိကအဖြစ် AI စနစ်သုံးကင်မရာတွေကြောင့်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါအပြင်လူနဲ့မော်တော်ယာဉ်လိုမျိုးဝိရှားနေတဲ့ပြစ်မှတ်တွေကိုပဲထိမ့်သိမ်းထားတဲ့ Smart Motion Detection ကိုလည်းထောက်ပံ့ပေးထားပါတယ်ဒီနေ့မှာတော့ SMD ကို 4.0 အထိအဆင့်မြင့်တင်ခဲ့ပြီးတရိတ်ဆန်အသီးနဲ့အကြီးတွေအတွက်အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားတဲ့ algorithm တွေတက်ဆင်ထားပါတယ်တရိတ်ဆန်အကြီးတွေကိုမှားယွင်းစွာထောက်လှမ်းမိတာကနေကာဝယ်ပေးနိုင်ပြီးထူးခြားတဲ့ကိုဟန်အနေထားနဲ့တန်တရားဖြစ်ဖွယ်လူတွေကိုမှတ်မိစွမ်းကနေလူပြတ်မတော်အောင်ရှောင်ရှားနိုင်တဲ့အတွက်ဖြစ်နိုင်ခြေရှိတဲ့အန်ဒရီကိုရော့ပါစေပါတယ်။ Mike ကပြောဖို့မှာပဲအလုပ်သွားရမယ့်အချိန်ရောက်ပါပြီ။ Mike ကခွေးနဲ့အတူပို့ပြီးကစားချင်နေပုံပါပဲ။ကောင်းပြီမင်းကိုခွင့်ပေးလိုက်မယ်။နောက်မှကော်ဖီတစ်ခေါက်ပဲတိုက်ဖို့မမိနဲ့နော်။ကဲ Mike စပ်ပြီးဘယ်ကိုသွားလဲဆိုတာကြည့်လိုက်ကြရအောင်။ PTZ ကင်မရာမှာ Auto Tracking 3.0 လောက်ဆောင်ချက်ပါရှိပါတယ်။မော်တော်ယာဉ်ဒါမှမဟုတ်လူတစ်ယောက်ကကန့်သက်နယ်မြေထဲကိုဝင်လာရင် PTZ ကင်မရာရဲ့ခြေရာထင်စနစ်ကအလိုလျောက်အယုတ်လုပ်ပါလိမ့်မယ်။ဖြစ်မှတ်ကိုအာရုံစိုက်ပြီးခြေရာခံပါလိမ့်မယ်။ဒါအပြင် PFA 3.0 algorithm တက်ဆင်ထားတဲ့အတွက်ထိတွေ့စရာမလိုပဲ focus လုပ်နိုင်ပြီးမီတာ1000အထိမော်တော်ယာဉ်တွေကိုခြေရာခံနိုင်ပါတယ်။ Mike ရဲ့ထွာလာရနေရာကိုထပ်ကြည့်လိုက်ကြရအောင်။သူရုံးကိုရုပ်လောက်ပါပြီ။ဟင်သူဘာလို့ကော်ဖီဆိုင်မှာရှိနေသေးတာလဲ။အော်မိုးရနေတာကိုသူမိုးတိပေါ်စောင့်နေတာဖြစ်မယ်။တနာစရာ Mike ပါလား။ကန်ကောင်းစာနဲ့ပဲကျွန်တော်တို့ရဲ့ AI ကင်မရာမှာ AI Scene Self Adaptation လုပ်ဆောင်ချက်ပါရှိပါတယ်။ဒီလုပ်ဆောင်ချက်ကိုဖွင့်လိုက်တဲ့အခါမိုးနှင်းနဲ့မြူရီရဲ့ရုပ်ပုံအည်သွေးအပေါ်တက်ရောက်မှုကိုအလို့လျောက်ညော့ပါစေနိုင်ပါတယ်။ဘောက်ခံအလေးနဲ့အိမ်တွင်းအလေးရဲ့တက်ရောက်မှုတွေကိုတော့ညော့ပါစေနိုင်ပါတယ်။ဘယ်လို့တော့ NO ဆရာကောက်လိုက်ရလဲ။ Wissense က AI NVR နဲ့ပေါင်းစပ်ပြီးလက်တွေ့ကျတဲ့လုပ်ဆောင်ချက်များစွာကိုပြင်ဆင်နိုင်ပါတယ်။ကောင်းပြီ Mike ဒီနေ့အတွက်သီးယူဆောင်တာပြီးပါပြီ။ကော်ဖီကိုချထားလို့ရပါပြီ။ပြီးပါပြီ။ Wissense မှာကျွန်တော်ကြိုက်တဲ့နောက်ထပ်လုပ်ဆောင်ချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါက AI coding ပါပဲ။တန်ဖိုးရှိတဲ့အချက်အလက်များတဲ့ရွေးရှားပစ်မှတ်တွေအတွက် bit rate ပိုမြင့်အောင်ခွဲဝေပေးနိုင်ပါတယ်။မူလ H.264 format မှာဗီဒီယိုတွေသိမ်းဖို့ hard text 12လုံးလိုပြီး H.56 format မှာတော့9လုံးပဲလိုအပ်ပါတော့တယ်။ AI coding နည်းပညာကိုသုံးရင် hard text 3လုံးကြော်ပဲလိုအပ်ပါတော့တယ်။အော်စရာကောက်တယ်ဟုတ်။တိုးလောင်းမှုကုန်ကြစရိတ်တွေတိတိတတ်တာရော့ပါတော့ပါလိမ့်မယ်။